အားလုံးပဲမင်္ဂလာပါ Transporter Channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဒီတစ်ပတ်မှာတော့ Arsenal ကစားသမားဟောင်း Thierry Henry ရဲ့အကြောင်းနဲ့သူကစားခဲ့တဲ့အသင်းတွေနဲ့အတူရရှိခဲ့တဲ့ဖလားတွေတွင်းယူခဲ့တဲ့ဂိုးရည်တွေအနီကဝါကတ်တွေနဲ့သူ့ရဲ့တူးချင်းခြေစွမ်းနဲ့ရရှိခဲ့တဲ့စုတစိတ်တွေအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကဲဒါဆိုစလိုက်ကြအောင် Henry ရဲ့နာမည်ရင်းကတော့ Thierry Daniel Henry ဖြစ်ပြီးတော့သူ့ကို1989ခုနှစ်အောက်တိုဘာ18ရက်နေ့ကပြင်သစ်နိုင်ငံမှာဝေဖွားခဲ့တာဖြစ်ပါတယ်။အရက်ကတော့6ပေနဲ့2လက်မမြင့်တဲ့ကစားသမားဖြစ်ပြီးတော့အဓိကကစားတဲ့နေရာတွေကတော့ striker နေရာနဲ့ winger ဘက်ချမ်းတွေပဲဖြစ်ပါတယ်။ Thierry Henry က professional ကစားသမားဘဝကို AS Monaco အသင်းမှာစတင်ခဲ့ပြီး1994ခုနှစ်ကနေ1999ခုနှစ်ထိကစားခဲ့ပါတယ်။ Monaco အသင်းနဲ့တူပွဲပေါင်း125ပွဲကစားခဲ့ပြီးတွင်းကို28ကိုနဲ့အဝါကတ်17ကက်အနီကတ်တစ်ကက်ရရှိခဲ့ပူပါတယ်။ထို့နောက် Juventus အသင်းကို1999ခုနှစ်မှာပြောင်းရွှေ့သွားခဲ့ပြီးပွဲပေါင်း16ပွဲရှင်ပြိုင်ကစားရာ3ဂိုးသွင်းပြီးတော့အဝါကတ်2ကတ်ရရှိခဲ့ပါတယ်။ပြီးတော့1999ခုနှစ်မှာပဲ Arsenal အသင်းကိုပြောင်းရွှေ့ခဲ့ပြီး2009ခုနှစ်ထိ Arsenal အသင်းအတွက်ရှင်ပြိုင်ကစားခဲ့ပါတယ်။ Arsenal အသင်းမှာပွဲပေါင်း380ကစားခဲ့ပြီးတွင်းကို228ဂိုးသွင်းယူကာအဝါကတ်38ကတ်အနီကတ်တစ်ကတ်ရရှိခဲ့ပူပါတယ်။ထို့နောက်2009ခုနှစ်မှာဘာစီလိုနာအသင်းကိုပြောင်းရွှေ့သွားခဲ့ပြီး2009ခုနှစ်ကနေ2010ခုနှစ်ထိဘာစီလိုနာအသင်းအတွက်ပါဝင်ကစားခဲ့ပါတယ်။ဘာစီလိုနာအသင်းမှာပွဲပေါင်း122ပွဲကစားခဲ့ပြီးတော့တွင်းကို49ဂိုးအဝါကတ်6ကတ်အနီကတ်တော့တစ်ချိန်မှပြတ်သားခံရခြင်းမရှိခဲ့ပါဘူး။2010ခုနှစ်မှာတော့ New York Red Bull အသင်းကိုပြောင်းရွှေ့ခဲ့ပြီး2014ခုနှစ်ထိပါဝင်ကစားခဲ့ပါတယ်။ Red Bull အသင်းမှာပွဲပေါင်း123ပွဲရှင်ပြိုင်ကစားခဲ့ပြီးတော့တွင်းကို52ဂိုးနဲ့အဝါကတ်6ကတ်ထိရရှိခဲ့ပူပါတယ်။ Thierry Henry ရဲ့ရရှိခဲ့တဲ့ဖလားတွေကတော့ AS Monaco အသင်းနဲ့1996 1998ခုနှစ်မှာ Ligue 1ဖလားကိုရရှိခဲ့ပူပါတယ်။ထို့နောက် Arsenal အသင်းနဲ့တူ Premier League ဖလားကို2001ခုနှစ်2002ခုနှစ်ရာသီမှာတစ်ချိန်ရရှိခဲ့ပြီးတော့2003ခုနှစ်2004ခုနှစ်ရာသီမှာရှုံးပွဲမရှိရွှေဖလားကိုရရှိခဲ့ပူပါတယ်။ FA Cup ကိုတော့2002ခုနှစ်မှာတစ်ချိန်2003ခုနှစ်မှာတစ်ချိန်2005ခုနှစ်မှာတစ်ချိန်ရရှိခဲ့ပူပါတယ်။ FA Community Shield ကိုတော့2002ခုနှစ်နဲ့2004ခုနှစ်မှာတစ်ချိန်စီ Arsenal အသင်းနဲ့တူရရှိခဲ့ပူပါတယ်။ဘာစီလိုနာအသင်းတွေကတော့ La Liga ဖလားကို2008-2009ရာသီမှာတစ်ချိန်2009-2010ရာသီမှာတစ်ချိန်နှစ်ကြိမ်ရရှိခဲ့ပူပါတယ်။ Copa del Rey ဖလားကို2008ခုနှစ်နဲ့2009ခုနှစ်ရာသီမှာတစ်ချိန်ရရှိခဲ့ပူပါတယ်။ Super Copa del Espana ဖလားကို2009ခုနှစ်မှာရရှိခဲ့ပူပါတယ်။ထို့နောက် UEFA Champions League ကိုဘာစီလိုနာအသင်းနဲ့တူ2008ခုနှစ်2009ခုနှစ်ရာသီမှာတစ်ချိန်ရရှိခဲ့ပူပြီး FIFA Club World Cup ဖလားကိုလည်း2009ခုနှစ်မှာရရှိခဲ့ပူပါတယ်။ New York Red Bull အသင်းနဲ့တူရရှိခဲ့တဲ့ဖလားတွေကတော့ MLS Porter Shield ကို2013ခုနှစ်မှာရရှိခဲ့ပြီးပြင်သစ်လက်ရွေးစင်အသင်းနဲ့အတူတော့ FIFA World Cup ကို1998ခုနှစ်မှာဆွတ်ခူးရရှိခဲ့ပြီးတော့ UEFA Euro ဖလားကို2000ခုနှစ်မှာရရှိခဲ့ပူပါတယ်။ထို့နောက်ပြင်သစ်လက်ရွေးစင်အသင်းနဲ့ပဲ FIFA Confederation ဖလားကို2003ခုနှစ်မှာရရှိခဲ့ပူပါတယ်။ Thierry Henry ရရှိခဲ့တဲ့တူးချင်းစုတစိတ်တွေကတော့ PFA Player of the Year ကို2002ခုနှစ်2003ခုနှစ်မှာတစ်ချိန်2003ခုနှစ်2004ခုနှစ်မှာတစ်ချိန်ရရှိခဲ့ပူပါတယ်။ FWA Footballer of the Year ကိုလည်း2002ခုနှစ်2003ခုနှစ်မှာတစ်ချိန်2003ခုနှစ်2004ခုနှစ်မှာတစ်ချိန်2005ခုနှစ်2006ခုနှစ်မှာတစ်ချိန်3ချိန်ရရှိခဲ့ပူပါတယ်။ Premier League ရွှေဖနက်ဆုတွေကိုတော့2001ခုနှစ်နဲ့2002ခုနှစ်ရာသီမှာတစ်ချိန်2003ခုနှစ်2004ခုနှစ်ရာသီမှာတစ်ချိန်2004 2005ရာသီမှာတစ်ချိန်2005 2006ရာသီမှာတစ်ချိန်ရရှိခဲ့ပူပါတယ်။ FIFA FIL Pro World 11ကိုတော့2006ခုနှစ်မှာရရှိခဲ့ပူပါတယ်။ Premier League Hall of Fame ကိုလည်း2021ခုနှစ်မှာရရှိခဲ့ပါတယ်။ Thierry Henry ဟာလက်ရှိအချိန်မှာအိုလံပစ်ပြိုင်ပွဲဝင်မဲ့ပြင်သစ် U21 အသင်းကိုမိဖအဖြစ်ကိုင်တွယ်နေပြီးတော့ Sky Sport မှာလည်းပန်းတစ်အဖြစ်ပါဝင်လျက်ရှိပါတယ်။ဒါအပြင် Ballon d'Or ဆုမှာလည်း2003ခုနှစ်နဲ့2006ခုနှစ်တွေမှာဆုရဖို့ရေပန်းအစားဆုံးစကားတင်စီးရင်တွေမှာပါဝင်ခဲ့ပူပါတယ်။ Thierry Henry ကိုလက်ရှိအချိန်ထိ Arsenal အသင်းရဲ့အကောင်းဆုံးကစားသမားတစ်ဦးဖြစ်အသိမှတ်ပြုလက်ခံထားကြပြီးတော့ရွှေဖလားရရှိခဲ့တဲ့ခုနှစ်တွေမှာလည်းအသင်းကိုအများကြီးအကျိုးပြုခဲ့တဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ထို့အပြင်ဘာစီလိုနာအသင်းကိုရောက်ရှိချိန်မှာလည်းခြေစွမ်းပြကစားပြီးတော့အောင်မြင်မှုပေါင်းများစွာရရှိခဲ့တဲ့ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်။ဒါကတော့ Arsenal ရဲ့ကဏ္ဍဝင်တိုက်စစ်မှုဟောင်း Thierry Henry ရဲ့အကြောင်းကိုကျွန်တော်တို့ရှာဖွေတွေ့ရှိသလောက်လေးဖော်ပြပေးသွားတာဖြစ်ပါတယ်ခင်ဗျာ။
နောက်လာမယ့်ပတ်တွေမှာလည်းအားကစားနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုဆက်လက်တင်ဆက်ဖော်ပြပေးသွားပါအောင်မယ်ခင်ဗျာကျွန်တော်တို့ရဲ့ Transporter Channel လေးကိုလည်း Like and Subscribe ပြုလုပ်ပေးခြင်းဖြင့်ကူညီအားပေးလို့ရပါတယ်အဆုံးထိကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ